သမီးလေးမင်္ဂလာပါမင်္ဂလာပါရှင်သမီးလေးကိုမြင်မှုသလိုပဲဟမ်သမီးလေးကရုပ်ရှင်လေးဗီဒီယိုရိုက်နေပြီဟုတ်လားဟုတ်ကဲ့သမီးလေးရဲ့လက်ဦးဆရာဘာလုပ်လဲဒါရိုက်တာဘာလုပ်လဲဒါရိုက်တာဦးမျိုးမင်းပါဒါရိုက်တာဦးမျိုးမင်းဟုတ်ပါပြီကဲသမီးလေးရဲ့နာမည်မိတ်ဆက်ပေးပါဦးမင်္ဂလာပါရှင်သမီးနာမည်ကအင်းနာဖြူပါရှင်အင်းမြဖြူဟုတ်ပါပြီသမီးအသက်ဘယ်လောက်ရှိပြီတော့9နှစ်ပါ9နှစ်သမီးဘယ်နှစ်တန်းတော့2တန်းပါရှင်2တန်းမယ်ဘယ်ကျောင်းမှာတက်သမီးဟုတ်ပါပြီဟုတ်ပါပြီသမီးဘယ်ကျောင်းမှာတက်လဲ2နှစ်ကမာယုပါကမာယုကနော်ကဲသမီးလေးရှင်ပြိုင်မဲ့တချင်းကိုလည်းပြည်သက်ကြီးကိုအသိပေးပါဦးဘယ်သူကိုလောက်ချစ်တယ်လဲဘယ်သူကိုလောက်ချစ်တယ်လဲဟုတ်ပါပြီနော်ဘယ်သူဆိုတာလဲသမီးဘယ်သူဆိုတာလဲသမီးမဖြူဖြူကြော်သိမ့်ပါတေးရရောတေးရဝင်းမင်းထွေးပါသမီးလေးဟုတ်ပါပြီဦးဝင်းမင်းထွေးဟုတ်ပါပြီကဲသမီးလေးတေးဥဆောင်ကောင်းသလိုနော်ကျွန်တော်တို့ဒီဗီဒီယိုမှာဆိုတဲ့အငိုအရမ်းပိုင်ပါတယ်အရမ်းငိုတတ်ပါတယ်နော်နော်မျက်ရည်တွေကိုတခါလေထိုက်ညံဘူးသီးလုံးတော့ကြာတာဘယ်နဲ့ဘူးသီးလုံးတော့ကြာပါကဲသမီးဒီစီတင်မှာလဲပထမဆုံးရပါစေလို့ဆုတောင်းပေးမယ်နော်ပြင်းနေဆုပြပါစေရှင်ဟုတ်ပါပြီချိုနိုင်နေလူရိုင်းစကနိုင်ဒါရောသိထားလေမျိုးလောက်မချင်နိုင်လေမကြနိုင်လေမေးပါလို့မ
နေ့ကတေးဆောင်ကောင်းသလိုနော်အရှင်းလဲအဆူကောင်းပါတယ် ဟုတ်ကဲ့ပါဗျာ ခုအပြင်းနေလဲ ဟုတ်ပါ ဆူသွားပါတယ်နော် နော်ကြီးလိုက်ရင်တော့အဆိုတော့ဖြစ်မယ်လို့ထင်တာပဲဦးတော့ဖြစ်မှာပါသိကြပါတယ်နော်အဲ့ကြံမင်းမလို့နဲ့နော်နော်အဲ့ကြံလည်း ဟုတ်တယ်ပတ်သက်ရှိမို့လား အဲ့ကြံလည်းဦးတို့လည်းမရှိတော့တော့သေလောက်ပြီ ဟုတ်ကြီးမှသေးမှာမဟုတ်ပါဘူး ကဲငါသမီးလေးနော်ပထမစုကြီးရပါစေလို့ဦးတို့ညကဆူတောင်းပေးပါလေဗျာနော် ကျေးဇူးဆုလိုက်ပေးပါရှင် ဟုတ်ပါပြီခင်ဗျာဟုတ်ပါပြီခင်ဗျာ